တခါတလေမှာခမားတို့ရဲ့ကျင်နာတက်တဲ့စိတ်ထားကပဲခမားတို့ကိုပြန်ပြီးဒုက္ခပေးတတ်ပါတယ်ဒီနေ့မှာတော့တနိုင်ငံလုံးကဝိုင်းဝန်းလုပ်ကြံတာကိုခံလိုက်ရတဲ့အပြစ်မဲ့ပါဆယ်ပိုးသမားလေးဂန်ဝူရဲ့အကြောင်းကိုပြောပြပေးသွားမှာပါတောင်ကိုရီးယားနိုင်ငံရဲ့မြို့တော်ဆိုးမြို့လေခေါင်မှာလူတွေအရန်စီကားနေပါတယ်အကြောင်းကတော့နာမည်ကြီးဝင်ကြီးချုပ်လောင်းကလူထုကိုမဲဆွယ်စည်းရုံးရေးဆင်းနေတာကြောင့်ပါကားရန်ကြီးနဲ့လှည့်လည်ပြီးလူတွေကိုလက်ပြနှုတ်ဆက်နေတဲ့အဲ့ဒီမဲဆွယ်ပွဲကြီးဟာတကယ်ကိုခမ်းနားလွန်ပါတယ်ဒီအချိန်မှာပဲကျွန်တော်တို့ရဲ့မင်းသားဂန်ဝူကတော့ဒီပွဲကြီးကိုစိတ်မဝင်စားနိုင်အားပဲသူ့ရဲ့ပါဆယ်ပုံးတွေကိုလိုက်ပို့ဖို့အလုပ်ရှုပ်နေရှာပါတယ်ဂန်ဝူဆိုတာကတော့တကယ်ကိုရိုးအေးလုံးနဲ့ပါဆယ်ပို့သမားလေးပါသူဟာသူ့အလုပ်ကိုတာဝန်ကျေယုံနေမကပဲလမ်းမှာဒုက္ခရောက်နေသူတွေ့ရင်လည်းကူညီတတ်သူပေါ့တခါကဆိုရင်နာမည်ကြီးအိုက်တော်အဆိုတော့မလေးစုအားဆိုတဲ့တယောက်ကိုပြန်ပေးဆွဲခံရမယ့်အနေကနေကဲတင်ခဲ့လို့စံပြနိုင်ငံသားပွဲကိုတောင်ရထားတာပါတနိုင်ငံလုံးကသူ့ကိုသူ့ရဲကောင်းလို့သတ်မှတ်ထားကြတာပေါ့ဒါပေမဲ့တနေ့မှာတော့သူနဲ့အဆက်အသွယ်ပြတ်နေတဲ့တငယ်ချင်းဟောင်းမူယောစီကဖုန်းတကောဝင်လာပါတယ်ဒီလိုနဲ့အေးအေးဆေးဆေးဖြတ်တန်းနေတဲ့ဂန်ဝူရဲ့ဘဝတွေကိုအထက်တန်းကျောင်းတုန်းကတငယ်ချင်းဟောင်းမူယောရောက်လာပါတယ်သူတို့နှစ်ယောက်ကားထဲမှာမတွေ့တာကြတဲ့အကြောင်းတွေပြောနေရင်ဂန်ဝူကတော့သူ့တငယ်ချင်းကိုတွေ့ရလို့ပြောနေတာပေါ့ဒါပေမဲ့မူယောရဲ့မျက်နှာကတော့တေလူတယောက်လိုဖြူဖြောနေခဲ့ပါတယ်ဂန်ဝူကတော့မတွေ့တာကြတဲ့တငယ်ချင်းကိုတွေ့ရလို့အားရပါရစကားတွေပြောနေပေမဲ့မူယောကတော့တခုခုကိုစိုးရိမ်နေတယ်လို့မျိုးကနာမငြိမ်ဖြစ်နေခဲ့ပါတယ်မင်းအရန်ရိုးလွန်းတဲ့ဂန်ဝူမင်းကိုငါစိတ်ပူတယ်ဆိုတဲ့စကားကိုမူယောကထူးထူးခြားခြားပြောခဲ့ပါတယ်ခဏအကြာမှာတော့ဂန်ဝူဟာသူ့ရဲ့အလုပ်တာဝန်တိုင်းဝင်ကြီးချုပ်လောင်းမဲဆွယ်စည်းရုံးရေးဆင်းနေတဲ့လမ်းမကြီးအနီးကအဆောက်အဦတစ်ခုကိုပါဆယ်သွားပို့ဖို့ကားပေါ်ကဆင်းခဲ့ပါတယ်ဂန်ဝူပစ္စည်းသွားပို့နေတဲ့အချိန်မှာပဲလမ်းမပေါ်မှာဝင်ကြီးချုပ်လောင်းရဲ့ကားတန်းကြီးကလူထုကိုနှုတ်ဆက်ပြီးဖြည်းဖြည်းချင်းဖြတ်မောင်းလာပါတယ်ဂန်ဝူပစ္စည်းပို့ပြီးပြန်ထွက်လာတဲ့အချိန်မှာတော့သူထားခဲ့တဲ့ပါဆယ်ကားကိုလုံးဝရှာမတွေ့တော့ပါဘူးငါကားဘယ်ရောက်သွားတာလဲဆိုပြီးအံ့ဩနေတဲ့ဂန်ဝူဟာကားပေါ်မှာကြံခဲ့တဲ့မူယောစီကိုဖုံးဆက်ပြီးလှမ်းမိလိုက်ပါတယ်အဲ့ဒီအချိန်မှာမူယောကကားကိုမောင်းထွက်သွားတာပါဂန်ဝူနဲ့မူယောတို့ဖုံးပြောနေတော့မဲဆွယ်နေတဲ့ဝင်ကြီးချုပ်လောင်းရဲ့ကားကြီးဟာဂန်ဝူရဲ့မျက်စိရှိတင်ပဲဟိန်းခနဲ့အတန်ကြီးနဲ့အတူဘုံပေါက်ကွဲသွားပါတော့တယ်တခဏအတွင်းမှာပဲတစ်မျိုးလုံးရုံရင်းဆန်ခတ်ဖြစ်သွားပြီဂန်ဝူဟာကြောက်လန့်တကြားနဲ့ဘာလို့ရမှန်းမသိဖြစ်နေခဲ့ပါတယ်အဲ့ဒီချိန်မှာပဲမူယောစီကကြားလိုက်ရတာကဂန်ဝူမင်းသမရလောင်းကိုအခုပဲတက်လိုက်ပြီးမင်းလက်ထဲကပုံမှာပုံရှိတယ်အချိန်က3မိနစ်ပဲအခုတင်1မိနစ်ခွဲပြီးပြီသမရလောင်းကိုလှုပ်ကြံပြီးမင်းကိုတက်တည်သွားတယ်အဲ့ဒါငါတို့ရဲ့အစီအစဉ်ပဲလို့ဆိုတဲ့စကားကြောင့်ဂန်ဝူလည်းမယုံနိုင်ဖြစ်ပြီးမင်းဘာတွေပြောနေတာလဲဆိုပြီးပြန်မေးပါတယ်မူယောကမင်းလက်ထဲမှာပုံလို့စောက်ကောင်ရဆိုပြီးဂန်ဝူရှိကိုအမြန်ရောက်သွားပါတယ်မူယောကဒီမှာရှိတဲ့လူတွေအကုန်လုံးကိုတတ်မလို့တွေးနေတာလားပြောပြီးဂန်ဝူစီကပါဆယ်ပုံးကိုကောက်ယူလိုက်ပြီးမင်းရဲ့ပတ်ပတ်လည်မှာအထူးအေးချင်းတွေရှိတယ်သူတို့ကမင်းကိုဖမ်းဖို့စောင့်နေတာဖမ်းမိရင်မင်းတည်လိမ့်မယ်ဒီလိပ်စာကတ်ကိုယူပြီးဆက်သွယ်လိုက်စကားဝတ်အနေနဲ့စွန်းရန်အတွက်ပြန်ပေးဆက်မယ်လို့ပြောလိုက်ပြီးတော့ဘသူကမှမယုံပါနဲ့ဆိုပြီးကားနဲ့ပြန်ထွက်ဖို့ပြင်ပါတယ်မသွားခင်ဂုံဦးရီတေချာပေါက်အသက်ရှင်ပါဆိုပြီးနောက်ဆုံးပြောသွားပြီးနောက်လူတွေနဲ့ဝေးရကိုဘုံနဲ့အတူယူဆောင်သွားဖို့ပြင်ပါတယ်မူယောကကားပါကင်တနေရာကိုဥတီပြီးဘုံကိုသွားပြည့်ရန်စူးစမ်းခဲ့ပေမဲ့ကြိုတင်ဆောင်ဆိုင်နေတဲ့စနိုက်ပါသမားကမူယောကိုပစ်ခတ်လိုက်ပြီးထိမှန်ခဲ့တာကြောင့်မူယောလည်းတနက်တန်ရာကြောင့်ဘုံကိုမပစ်ထုတ်နိုင်ပဲကားထဲမှာတင်ဘုံပေါက်ခဲ့ပြီးတေဆုံးသွားပါတယ်ဂန်ဝူကသူ့တငယ်ချင်းတေဆုံးသွားတာမြင်လိုက်ပြီးဖြေမစင်နိုင်ပေမဲ့နောက်ကလိုက်တဲ့လူတစုကြောင့်အသက်လူပြေးနေရပါတယ်ဒီလိုနဲ့ပဲခက်ခက်ပြေးလွှားနေရင်ယူမီစီကဖုံးဝင်လာပါတယ်ဂန်ဝူကသူ့ကိုလိုက်ဖမ်းနေလို့ပြေးလွှားနေရတာကိုပြောပြပြီးယူမီအိမ်မှာတင်းရှောင်ရန်သွားပါတော့တယ်ယူမီစီရောက်တော့အကြောင်းစုံရှင်းပြနေရင် TV ထဲမှာတမရရဲ့ကားအောက်ကို control ခလုတ်ကားနဲ့ဘုံဖောက်ခွဲခံရတဲ့မြင်ကွင်းကိုတွေ့မြင်သွားပါတယ်မူယောကသူ့ကိုဘယ်သူမှမယုံနဲ့ဆိုတဲ့စကားကိုယူမီကိုပြောမိလိုက်တဲ့အချိန်မှာပဲမှန်ပေါင်ထဲမှာတင်ထားတဲ့ကားရုပ်တွေကိုမြင်ပြီးဂန်ဝူကအနေငယ်တန်တရားဝင်စားပြူလာပါတယ်အခန်းပြင်ကတကားခောက်တန်ကြားရပါတယ်ဂန်ဝူကဘယ်သူလဲမေးတော့ပစ္စည်းမှထားတာဆိုပြီးယူမီသွားဖွင့်မယ်ကြံတော့ဂန်ဝူကတားလိုက်ပါတယ်ဒီလိုနဲ့ပဲသူတို့နှစ်ယောက်ရဲ့အတိတ်ကအကြောင်းစဉ်းစားလိုက်တော့ယူမီကိုလုံးဝမယုံနိုင်တော့ပဲနင်မဟုတ်ဘူးမလားလို့မေးလိုက်တဲ့အချိန်မှာတော့ယူမီကစပြီးဂန်ဝူကိုတိုက်ခိုက်ပါတော့တယ်နှစ်ယောက်သားလဲပင်ကိုစီညစ်ထားကြပြီးနှစ်ယောက်လုံးတတိလစ်သွားပါတော့တယ်အခန်းပြင်ကလည်းတကားရိုက်ဖွင့်နေပြီးမှဂန်ဝူနိုးလာပြီးဝရန်နာကနေခုံချဆင်းပြီးပြေးပါတော့တယ်ဂန်ဝူကပြင်းမြဲအတိုင်းဆက်ပြေးနေရပြီးတစ်ဖက်လိုက်ဖမ်းတဲ့အဖွဲ့အစည်းကလည်း CCTV တွေဖုံးချရာခံပြီးတော့ပါလိုက်နေတာမှုဘလို့မှမလွတ်မြောက်နိုင်တာသူကိုယ်တိုင်တော့မသိနိုင်ခဲ့ပါပြေးလွှားပြီးစတိုးဆိုင်တစ်ခုကနေအိမ်သားထဲကိုရအောင်ရှောင်ထွက်သွားနိုင်ပါတယ်အဲ့ဒါနဲ့ပဲမူယောပေးခဲ့တဲ့လိပ်စာကတ်ကိုဆက်သွယ်ပါတယ်ဆက်သွယ်ပေမဲ့ဆက်သွယ်လို့မရနိုင်ပါဆိုတဲ့အတွက်ကြောင့်မူယောကဆက်သွယ်ခိုင်းလို့ဆိုပြီးအတန်မက်ဆေ့ချန်နေတဲ့အချိန်မှာတော့ဘေးခန်းကနေအတန်တစ်ခုကြားတာကြောင့်ငုတ်ကြည့်တဲ့အချိန်မှာတော့ရုတ်တရက်တနက်နဲ့ပြစ်ခတ်ခြင်းခံရပါတယ်အိမ်သားထဲကအမြန်ထွက်ပြေးခဲ့ပေမဲ့ဖမ်းမိသွားပါတယ်တစ်ချိန်နဲ့သူစတိုးဆိုင်ကဝယ်လာတဲ့စပရေးဘူးနဲ့ရန်သူမျက်လုံးကိုဖြန်းပြီးပြေးထွက်လာကလမ်းမှာတွေ့ရတက်စီကားကိုတားပြီးထွက်ပြေးလွတ်မြောက်သွားပါတော့တယ်